တဲ့အခါမှာသူအဓိကကတော့လေပေါ့နော်ကျွန်တော်လေကိုကောင်းကောင်းအသုံးချတဲ့လူနဲ့အသုံးမချတဲ့လူကအဲ့မှာကွာသွားတယ်ကျွန်တော်အမြဲတမ်းပြောသလိုပဲဒီဘယ်ဟာမှာပဲဖြစ်ဖြစ်ပေါ့နော်အဓိကစွမ်းအားရင်းမြစ်ဆိုတာရှိတယ်ဥပမာဒီမိုက်ကြီးအတန်ထွက်လာဖို့အတွက်ကမီးမလာရင်ဘယ်တော့မှသုံးလို့မရဘူးအဲ့လိုပဲဒီဂီတာအတန်ထွက်လာဖို့အတွက်ကဥပမာဒီချက်ကျိုးမထည့်ထားလို့ရှိရင်တော့အတန်ထွက်ဘူးအဲ့လိုမျိုးပဲကျွန်တော်တို့ကားမောင်းမယ်ဆိုရင်လည်း10မိုင်ခီးကိုမောင်းမယ်ဆိုရင်အဲ့10မိုင်ခီးလုံလောက်ဖို့အတွက်လိုတဲ့စီထည့်ထားမှကျွန်တော်မောင်းလို့ရတယ်အဲ့လိုမျိုးပဲကျွန်တော်သချင်းဆိုတဲ့ခါမှာအဓိကလေမရှိကျွန်တော်ဘာမှလုပ်လို့မရဘူးဟုတ်တယ်ဆိုတော့လုံးဝလေမရှိဘဲနဲ့ဆိုကြည့်လိုက်ဘယ်လိုမှ၄၅လုံးပြင်ပို့ဆိုလို့မရဘူးအဲ့လိုမျိုးပဲလေကိုကောင်းကောင်းအသုံးမချတတ်လို့ရှင်လည်းအဆင်မပြေဘူးLong time, hallelujah, hallelujah, Sorry, Be so hallelujah. That's it. The whole church. Be so She never got it. Don't write it. Be so hallelujah. Okay, Simon, but her mama, let go, you swim it. One, Yalet, Jamana Biabanado. Okay, look out, Tin, Tom, one, Yamla, Anna, which you know what to tell me. One. Cao nè, ba mà thế. Aku asal ini sampai. Aku tu biar bina, alam sih dah kabar. Naya baca neno. Ini ni tu. Cao nè, ba mà thế. Để lau chân nè. Chị có không biết làm nào? Có tôi không phải. Không phải để cháu. Ba nè, ba mà thế. Three, go!
တွေ့ချင်တယ်ကိုတော့ဘုန်းတော်ကိုချုပ်ပါဒီညမှာကြားရတဲ့ဒီစကားနဲ့ကျွန်တော်ဘုန်းတော်ကိုကြိုင်လို့ပါဟာလေလုယာဒီညဒီမိတ်ဆွေရဲ့ဘဝမှာမင်းရတဲ့တိုင်းဖြစ်သွားပါစေကိုတော့အားကြီးဆိုကိုတော့လက်ရလက်လုံးနဲ့ကျွန်တော်ကိုတိုးချင်စကားပြောပါကျွန်တော်စက်ကရကိုတော့ကျွန်တော်ကလက်တော်နဲ့တိုးပါဒီတချင်းကိုဒီဆိုရင်ကျွန်တော်စက်ကရရှိတဲ့နေရာမှာစက်ကပါရရှိတဲ့ဝိညာဉ်တော်ကို